ကျွန်တော်ဂျပန်စာ N4 လေ့လာတော့ကတိုင်ပတ်မှုအပေါင်းတရဖူဆောင်းခဲ့ရတဲ့ grammar patterns တစ်ခုရှိတယ်။ဆိုတော့ဒီ grammar patterns လေးကဘာဖြစ်မယ်ထင်လဲ။ကျွန်တော်နဲ့အတူတူဆက်ပြီးတော့ကြည့်ကြည့်ရအောင်။ grammar patterns လေးကကြတော့ဒီတာတော်ရှိဆိုတဲ့ grammar patterns လေးနဲ့ဂျီတော်ရှိဆိုတဲ့ grammar patterns လေးအဲ့နှစ်ခုမှာကျွန်တော်တိုင်ပတ်သွားတာလူတွေကလည်းလောက်တာလားဒါမှမဟုတ်သူ့အနေနဲ့သူဖြစ်နေရလားဆိုတဲ့အခြေအနေပေါ့နော်။အဲ့နှစ်ခုတိုင်ပတ်တာအဲ့တော့ဟုတ်ပြီဒီအခုဗီဒီယိုကြည့်နေသူတွေလည်းတကယ်လို့နားမလည်သေးဘူးဆိုရင်အဆုံးလေးကြည့်ပေးပေါ့နော်။ကဲဒါဆိုရင်တာတော်ရှိ grammar pattern လေးကဘာကိုပြောချင်တာလဲဆိုတော့တို့လူတစ်ယောက်ကဟလားပစ္စည်းတစ်ခုကိုတွားလုပ်ပြောချင်တာလူကတွားလုပ်နေတာသူ့လိုဖြစ်နေရမဟုတ်ဘူး action ပါတယ်ဟုတ်ပြီနော် action ပါတယ်လူကတွားပြီးတော့တစ်ခုနော်တွားလုပ်နေတာဥပမာအနေနဲ့ကျွန်တော်ပြန်ပြောရမယ်ဆိုရင်အောက်မှာကြည့်ဝါတာရှီဝါကျွန်တော်ကမတို့ဆိုတော့ပတင်းပေါက်ကိုအာကင်းမရှတာဖွင့်ခဲ့ဆိုတော့ဒီနေရာမှာအာကင်းမရှတာဆိုတော့ဖွင့်ခဲ့တယ်အဲ့တော့လူကဖွင့်ခဲ့တာနော်သူ့အနေနဲ့သူပတင်းပေါက်ကဖွင့်နေရမဟုတ်ဘူးလူကတော့ဖွင့်တာနော်အဲ့တော့လူကလှုပ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ဒီအာကင်းမရှတာဆိုရဲ grammar verb ဒီတာတော့ရှိဟုတ်ပြီနော်ဆိုတော့တခုမှတ်ထားမှာဒီတာတော့ရှိဆိုရဲ verb ရဲ့နော်ကရိယာရဲ့အရှိမဘာလိုက်တယ်ဆိုတော့ o ဆိုတဲ့ particles လေးလိုက်တယ်ဟုတ်ပြီနော်ဒီကောင်ဒီတာတော့ရှိရဲ့အရှိမနော်ဒီ verb ရဲ့အရှိမကြည့်လိုက်လို့ o ဆိုတဲ့စကားလုံးလိုက်တယ်ဆိုရင်ဒီချာပေါလူကလောက်တာဒီလိုမျိုးမှတ်ထားမယ်ဟုတ်ပြီနော်လူကလောက်တာအဲ့တော့ဟုတ်ပြီလူလောက်တာပြီးရင်တွားနေသူဖြစ်တဲ့အခြေအနေကြတော့ဘယ်လိုမျိုးလဲပေါ့နော်ခြေတော်ရှိမှကြတော့လူကလောက်တာမဟုတ်ဘူးတွားနေသူပစ္စည်းကဖြစ်ပြနေတဲ့အခြေဟုတ်နော်အဲ့တော့ဒီဂျီတော်ရှိရဲ့အရှိမကျတော့ဘာလိုက်ပြီလဲဆိုဟိုမဟုတ်တော့ဘူးဂါဆိုတဲ့စကားလုံးလေး particles လေးလိုက်တာဟုတ်ပြီနော်အဲ့တော့ဥပမာလေးကြည့်ဥပမာလေးကမတို့အဒင်းမောက်ကအာကီမန်စတာတွေ့လားပွင့်သွားတယ်ဆိုတော့ဒီနေရာမှာနှစ်ခုပွဲပြတာလေးကအာကီမန်စတာနဲ့အာကီမန်စတာဟုတ်နော်အဲ့တော့ကျွန်တော်တို့ကအာကီမန်စတာဆိုပြီးဒါဆိုရင်ပွင့်သွားတယ်ဟုတ်ပြီအဲ့တော့လူကလောက်တာလားတွားနေဖြစ်တာလားသိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ verb ရဲ့အရှိကိုကြည့်လိုက်အရှိမှာ particles ကဆိုတဲ့စကားလုံးပါနေပြီဆိုရင်တေချာပေါက်တာကသူ့အနေနဲ့သူဖြစ်နေတယ်နော်အလေတိုက်လို့ပဲဖြစ်အလိုလျောက်ပွင့်သွားတာဖြစ်တခုခုကြောင့်ဖြစ်နော်လူကမလုပ်ပဲနဲ့သူ့အနေနဲ့သူပွင့်နေတယ်အဲ့တော့ဒီနေရာမှာတတိပြုရမှာဒီဂျီတော်ရှိဆိုတဲ့ကရိယာဟုတ်လားအရှိမှာဒီကဆိုတဲ့ particles လိုက်တယ်အပေါ်ကတာတော်ရှိအရှိမှာကျတော့ပါလိုက်လေဆိုတော့ o ဆိုတဲ့ particles လိုက်တယ်ဟုတ်ပြီနော်တော်တော်များများတိုင်ပတ်သွားတဲ့ဟာလေးကဒီမှာကြည့်ပါတခုခုနော် o အာကေရဒါဆိုရင်သူ့ရဲ့ verb ရဲ့အရှိမှာ o ဆိုတဲ့ particles လေးပါတယ်လား o ဆိုတဲ့ particles ပါတဲ့အတွက်ကြောင့်ဒီကောင်ကြီးတာတော်ရှိတကားဖွင့်တာလူကလောက်တာဟုတ်နော်ဒီဘက်မှာကျတော့အခုရဲ့အရှိမကဆိုရဲ particles လိုက်တဲ့အတွက်ကြောင့်မလို့တကားပွင့်သူ့အနေနဲ့သူပွင့်နော်ပြီးတော့နောက်တစ်ခုဒီ scale နီးဖွင့်နော်အဲ့ဒီရဲ့အရှိမနော် verb ရဲ့အရှိမကြည့်လိုက်ဘာလဲဆိုတော့ o လိုက်တယ်တလား o ဆိုရဲ particles လိုက်တယ်ဆိုရင်ဒါတေချာပါဒါတော့ရှိလူကလောက်ထားတယ်ဒီတစ်ခုဒီစကူရဲ့အရှိမကဆိုရဲ particles လိုက်တယ်ဒါဆိုရင်သူ့အနေနဲ့သူဖြစ်တာဟုတ်နော်အဲ့လိုမျိုးလေးဒီကောင်နေလည်းနည်းနည်းတိုင်ပတ်တော့ရတာပေါ့နော်အမှန်တကယ်တော့လွယ်ပါတယ်အဲ့တော့ဂျီတိုရှိတာတိုရှိဘယ်လိုခွဲခြားမလဲဆိုရင်သူ့ရဲ့ရှေ့မှာလိုက်တဲ့ particles o လားကလားဒီနှစ်ခုကိုတေချာလေးမှတ်ထားမယ်ဆိုရင်လူကလောက်တာလားသူ့အနေနဲ့သူဖြစ်တာလားဆိုတာကိုနားလည်သွားလိမ့်မယ်အားလုံးပဲအဆင်ပြေမလားမသိဘူး